ဒီကထိပ်ပြောင်တဲ့လူရှိရင်တော့ဘောနော်အင်တာနက်မှာကြော်ညာတဲ့ဆေးကအများကြီးပဲအဓိကကိုယ့်ကိုသုံးသက်ပေါ့ငါသပင်ကစိုက်ကမှလာဆေးနဲ့ကိုရရလာပေါ့နော်အရင်ဆုံးအဲ့ရသုံးသက်ပြီးမှဝယ်သုံးသေးကြအောင်နော်ငါသပင်ကစိုက်ကမှအစင်လား PRP နဲ့ပဲရတာလားဆေးသုံးတဲ့အစင်အဲ့လိုဆုံးတယ်ဒါပေမဲ့ကျွန်တော်တို့ရေပြားပေါ်တဲ့အစင်လို့ပါလို့အဲ့လိုဆုံးညာဘက်ကပြောဆေးအားမတိုးတော့ဆေးပြန်ဆေးသုံးမရတော့အဲ့တော့ကျွန်တော်စိုက်ဖို့ပဲအကြံပြုချင်တာပေါ့နော်တချို့ကကျွန်တော်တခါရရင်ကျွန်တော်ကမခွဲထားဘူးတမကိုယ်စပင်ကဘလူးအနေသားလည်းမခွဲကြဘူးတမဆေးသုံးလို့ကောင်းမှမသိစိုက်လို့ကောင်းမှမသိထွိမှန်လောက်နေပဲကောင်းမှမသိပဲနဲ့ကိုယ်သုံးလိုက်တော့ပတ်စံလိုလာတဲ့ပုံပုံအခုကျွန်တော်သုံးခဲ့တဲ့ဝယ်တဲ့ဖြန်းလေးပြန်တွက်လိုက်ကျွန်တော်စပင်စိုက်တဲ့ပမာဏတွေအများကြီးကျော်တယ်တကယ်တွက်လိုက်တမကိုကနေတဲ့တင်မှာ9000တသိန်းအဲ့လိုဝယ်မယ်တကယ်ပြန်စင်းလိုက်ကျွန်တော်ဝယ်သုံးခဲ့တဲ့ထွိမှန်တွေအချိန်တွေပြောမယ်အချိန်တွေအရင်နှမျိုးဟုတ်ကောင်းတယ်နော်အဲ့တော့ကျွန်တော်ပြောချင်တာကိုယ့်ရဲ့ခေါင်းတွေကိုညောလို့ထိပ်ပြောင်းတဲ့လူတွေပေါ့နော်ကြံပေးချင်တာကိုယ့်ကိုဒေတာကြည့်ပေါ့နော်ငါစပင်ကြီးကစိုက်ရမယ်အနေထားလားစေးတွေလည်းသူကတော့ပေါက်တယ်သူပြောမှာဒါပေမဲ့ကိုကမသုံးတတ်တဲ့ကိုယ့်ရဲ့စပင်အနေထားနဲ့ကိုကဘာလုပ်တယ်မဆုံးပြတ်တဲ့မိုင်းတော့ငွေကုန်မယ်အချိန်ကုန်မယ်လူပန်းမယ်ပေါ့နော်အဲ့တော့ဒေတာလေးအဆုံးဖြတ်ပေါ့